ကဲလုံးမင်္ဂလာပါကျွန်တော်တို့ Lowest Baby Channel အစီအစဉ်ပုံမှန်တင်ဆက်နေတဲ့ရွှေသူရင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တဲ့ Lowest ပေါ်လာပါတော့မင်းညပေါ့နော်9ရက်4လ2026ရက်နေ့ညကကျွန်တော်တို့ဒီမြန်မာ Rotan လို့နော်တင်စားထားခံရတဲ့လူငယ် fighter လေး Jared ရဲ့ Thai fighter ကိုအနိုင်ယူသွားခဲ့တဲ့ပွဲလေးဖြစ်ပါဆိုတော့အခုဒီပွဲလေးကျွန်တော်တို့ချက်လောက်ကြည့်လိုက်အောင်ကဲအနီတောင်းတက်လာတော့ကျွန်တော်တို့မြန်မာလူငယ် fighter လေး Jared တဲ့နော်မြန်မာလန်လေးနဲ့ကဲသူပြမယ်ကအပြတော့မှဖြစ်တယ်Thai fighter ကျွန်တော်ကတော့ရှုပ်ကိုထူးတဲ့ style အောင် Rotan နဲ့တပုံစံနဲ့ပဲနော်မြန်မာ Rotan ကတော့တင်စားခံရနော်ကျွန်တော် style Rotan style ပဲRotan လို့မှာပါမလားမသိဘူးကျွန်တော်ပြန်ရတယ် Jared ကနေဒီကောင်းနေကျွန်တော်တော့ pressure ပေးနေနော်ကျွန်တော်အခြေခက်တယ်ပုံမှန်တော့ Rotan ကလုံးမယ်နော်ဒီမှာ Rotan ထိုးရပုံစံတော့တော်တော်ချင်တော့အကဲဆန်းတဲ့အချီပေါ့ဟုတ်ဘာလဲခဏ1 2သူရှိတဲ့ကနေကျတော့ကဲပထမကျပြီးဆိုတော့နော်ကို round 2ကြည့်စားပါပြီဒီမှာတော့ Jared ထိုင်ပါမလဲ Jared 1 2 12နဲ့တောက်ထိုးရ Jared ထိုးရတောင်နဲ့ရိုက်တယ် clinch ပြန်ရတယ်လူကေကောင်းတယ်လူကေပေါ်ရီနဲ့ Jared ပေါ်ရီနဲ့ထိတယ် Jared ထိုးကြတယ်
ထမနဲ့ချက်တွေထောက်ရနော်ဆိုတော့ combination နဲ့ကောင်းတယ်နော်ဘူရီတွေထိုင်တော့ကျွန်တော်ဘူရီရှိုးတွေရောက်ထိုင်မှာကတက်လုံးတော်လေးကိုကျွေးနေပြီနော်တော်တော်လက်အိနဲ့မလို့တကယ်1 championship လက်နဲ့ဆိုရင်ကြရတယ်နော်အိုးဘူရီတွေနိုင်ပြီโอ้ကောင်းတဲ့ချစ်ကန်ကြီးလှလိုက်တဲ့ချစ်ကန်ကြီးမူးလိုက်ထိုင်းမှာကဒီရောင်းနုဆွဲရှေ့ပြီးဆုံးသွားပါပြီနောက်ဆုံးချီရဆူလို့လိုက်နော် ပြန်ပြန်ရတဲ့ Charet သူရချီမှာတော့ Charet တော်လေးအမှတ်တည်သွားနော်ဖက်ကတကန်ကောင်းနေတော့ကစားငိမ့်နေမယ်နော်Charetဦးတော်တော်နဲ့ပါထောင်းနေတော်ပိုရှိုးတွေထိုးတဲ့ Charet ထီအပြန်နဲ့နော်တုံးညပြီးဆုံးသွားမယ်နော်အမှန်နဲ့ဆိုပြတဲ့ခါမှာတော့ကျွန်တော်တို့ Road Type လက်သိနော်မြန်မာ Fighter လေး Charet ကတော့အမှန်နဲ့ထိုင်တော့ရစလုံးကအနိုင်ပေးခဲ့ပါတယ်
တော့အဆုံးနေကြည့်ရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားကြလို့ပွဲကောက်နေနေနေများပုံမှန်တက်ဆက်ပေးသွားပြီလို့ကျွန်တော် YouTube channel လေး subscribe မလုပ်သေး subscribe လုပ်တော့ပြကြပါတော့အားလုံးကျေးဇူးတင်ပါတယ်